အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းမြောက် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ပြပေးသွားမှာကတော့ကျွေးအပူတွေရှိနေလေရင်အလို့အတွက်ခက်ခဲနေလေရင်အိမ်တော်ရဲ့အစီအမံပြဖြစ်နေရင်ပြုလို့ရမယ့်ရတရားလေးအကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလူတိုင်းမှာစီးပွားရေးတွေအလုပ်ကိုင်တွေငွေကြေးကိစ္စတွေဒါမှမဟုတ်ကျွေးအပူတွေရှိနေလေရင်အိမ်တော်ရဲ့ခက်ခဲနေလေရင်တစ်ဖက်တစ်လက်ကနေပြီးတော့အထောက်ပံ့ဖြစ်တဲ့ရတရားလေးပဲဖြစ်ပါတယ်ခင်ဗျာငွေကြေးလက်လာပတွေရစရာရှိတာတွေကျွေးပူတွေရှိနေတာအလုတ်တော့ခက်ခဲနေတာအိမ်တော်ရဲ့အဆင်မပြေတာတွေအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ပြုလို့ရမယ့်ရတရားလေးကတော့ဖာခွက်တစ်ခွက်ထဲရေခဲတုံးများထည့်ပါရေထည့်ပါမိသည့်နေ့တွေမဆိုည9 နာရီတွင်ထိုတောက်တော်ရုပ်ကိုဖျားတွင်လှူပါလောကဝိတုဟုအကျိန်290ရွတ်ပါမိမိအခက်အခဲတစ်ခုကိုတစ္ဆာပြုပြီးဆူတောင်းပါထိုပုံစံအတိုင်း9ညတိတိလှူပါတည့်ရဲ့အခက်အခဲကိုကိုညီမဲ့သူပေးခဲ့မဲ့သူအစဉ်ပြေစေသောသူပေါ်ပေါ်လာပါလိမ့်မယ်တစ်ဖက်ကကုသိုလ်လည်းရမယ်တစ်ဖက်ကအားဖြင့်လောကီရတဲ့အရာလည်းပဲဆောင်ရွက်ပြီးသားဖြစ်ပါတယ်။ဒါဆိုရင်မိမိတို့ငွေကြေးကိစ္စလေးတွေပို့ပြီးတော့အဆင်ပြေပြီးအိမ်တော်ရေးတွေလည်းအဆင်ပြေပြီးအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။အားလုံးကျမ်းမာချမ်းသာရေးလိုရစနာပြည့်ဝကြပါစေခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူအောင်ရဟိတ်ပဲဖြစ်ပါတယ်ခင်ဗျာ။